အာဖရိကရဲ့ကျယ်ပြန့်တဲ့မြက်ခင်းပြင်ကြီးပေါ်မှာချီတာလို့ခေါ်တဲ့တောရိုင်းကြောင်ကြီးတွေဟာနေ့စဉ်နေ့တိုင်းအသက်ရှင်ဖို့အတွက်ရင်တထိတ်ထိတ်အမဲလိုက်နေကြရပါတယ်။ဒါပေမဲ့မျက်နှာယုံနဲ့တော့မလုံလောက်ပါဘူး။ချီတာတွေဟာသားကောင်ကိုသာမလိုက်ရတာမကသူတို့ကိုယ်တိုင်လည်းတေမင်းနဲ့အပြိုင်ပြေးလွှားနေကြရတာပါ။ချင်းသစ်တွေရဲ့အင်အားပြင်းပြင်းတိုက်ခိုက်မှုတွေကိုရှောင်ရတယ်လို့ကြားသစ်တွေရဲ့ပါနတ်တဲ့ချောင်းမြောင်းမှုတွေကိုလည်းအမြဲတမ်းထားရပါတယ်။ဒါအပြင်အုပ်စုလိုက်လှုပ်ရှားတတ်တဲ့ဟိုင်းအီနာတွေကလည်းသူတို့ဖမ်းထားတဲ့သားကောင်ကိုလူယူဖို့အမြဲစောင့်ကြည့်နေကြပါတယ်။တခါတလေမှာတော့ရှင်တန်ဖို့အတွက်နယ်မြေလူပွဲတွေကြောင့်ချီတာအချင်းချင်းတောင်ပြန်လည်တိုက်ခိုက်ရတဲ့အခြေအနေတွေရှိလာပါတယ်။ဒီလိုအန္တရာယ်တွေပြည့်နှက်နေတဲ့ကမ္ဘာထဲမှာချီတာတွေဟာအမြန်ဆုံးဘရင်ဆိုတဲ့ဘွဲကိုဆက်ပြီးထိန်းထားနိုင်ပါမလား။ချီတာတွေဟာမျက်ယုံတင်မဟုတ်ပါဘူး။သူတို့ကတကယ်ကိုပါနတ်တဲ့ဗျူဟာရှင်တွေပါ။သူများကနေတနာရီမိုင်60အထိ3စက္ကန့်ပဲယူပြီးအရှိန်တက်နိုင်ပါတယ်။ဒါပေမဲ့ပြစ်မှတ်ကိုမြင်တာနဲ့ချက်ချင်းမပြေးပါဘူး။ပေ200လောက်ထိတိတ်တိတ်ချင်းကပ်ပြီးမှတစ်ချက်တည်းနဲ့အရှိန်ပြင်းပြင်းထိုးပြေးကြတာပါ။ချီတာတကောင်ရဲ့ခန္ဓာကိုယ်ဟာအမြန်နှုန်းအတွက်တီးတန့်ဖန်တီးထားတဲ့လက်ရာတစ်ခုလိုပါပဲ။ကွေးညွတ်နိုင်တဲ့ကြောရိုးကစပရင်လိုအလုတ်လုတ်ပြီးတလန်းနဲ့ပေ20ကျော်အထိခုန်နိုင်ပါတယ်။ရှည်လျားတဲ့ခြေထောက်တွေပြန်သွင်းနိုင်တဲ့ခြေသေးတွေကအရှိန်ကိုကောင်းကောင်းထိန်းပေးပြီးကြီးမားတဲ့နှလုံးနဲ့အဆုပ်တွေကကြွက်သားတွေစီကိုအောက်ဆီဂျင်အလုံအလောက်ပို့ပေးပါတယ်။အမီးရှည်ကြီးကတော့လမ်းကြောင်းပြတက်တစ်ခုလိုလှဲ့ကွေ့တဲ့အချိန်မှာဟန်ချက်ညီအောင်ကူညီပေးနေပါတယ်။ဒါပေမဲ့ဒီအမြန်နှုန်းကအမြဲတမ်းတော့မခံနိုင်ပါဘူး။စက္ကန့်20လောက်ကျော်သွားရင်ချီတာတွေအမောဖောက်ပြီးရက်တန့်သွားရတတ်ပါတယ်။အဲဒါကြောင့်ပဲအင်ပါလာဂေဇဲလိုအမြန်ပြေးနိုင်တဲ့သားကောင်တွေကိုပဲအချိန်ကိုတိတိကျကျတွက်ချက်ပြီးရွေးချယ်အမဲလိုက်ကြတာပါ။အမြန်ဆုံးဆိုတာမြန်ယုံနဲ့မရပါဘူး။ဗျူဟာအချိန်နဲ့ဆုံးဖြတ်ချက်အားလုံးပေါင်းစပ်နိုင်မှချီတာတွေကတောရိုင်းကဘာရဲ့အမြန်နှုန်းဘရင်ဖြစ်လာနိုင်တာပါ။